Chelsea ကိုအားပေးနေကြညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော် Philip မှာဒီနေ့မှာတော့ကျွန်တော် Modric ရဲ့အကြောင်းကိုအနည်းငယ်ပြောချင်တယ်ဗျကျွန်တော် Modric ကကျွန်တော်ဒီတားမြစ်စေးသုံးထားတဲ့အတွက်ကြောင့်မို့ကျွန်တော်ပွဲကစားခွင့်၄နှစ်ပိတ်ပင်ခံထားခဲ့ရတယ်ဒါပေမဲ့အခုအချိန်မှာတော့အားလုံးကပယ်ဖြစ်လိုက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့သူက Chelsea အတင်းနဲ့ပြန်လဲပူးပေါင်းခွင့်ရရှိသွားပြီအခု Modric ပြန်လာတာလေးတရားကျွန်တော်တော်လေးကိုဝမ်းသာတယ်ဘာလို့လဲဆိုလို့ရှင်တော့လက်ရှိကျွန်တော်တို့ Chelsea အတင်းက Modric ပြန်လဲရောက်ရှိလာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကစားမတဲ့တယောက်ရလိုက်လို့ပဲစိတ်ထဲမှာအဲ့လိုခံစားရတယ်ဗျ Modric က plot မှာအရေးတွေးရှိတဲ့ကစားမလဲဆိုတော့ကျွန်တော်တိတယ်ဒါပေမဲ့သူကဒီတားမြစ်စီသုံးထားတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မျောလင့်ထားတော့မဖြစ်လာခဲ့ဘူးလို့ပဲကျွန်တော်ပြောရမှာပေါ့ဆိုတော့အခုလက်ရှိချိန်မှာတော့နီးပြဇာဗီအလွန်ဆိုနဲ့သူကအရင်စမ်းတက်ခံရမယ့်အနေထားမှာရောက်ရှိနေပြီ Chelsea ရဲ့ team ဘက်ကတော့ Modric ကိုအခုချိန်မှာသူတို့ရဲ့ဒီ official website ထဲမှာတရားဝင်မှတ်ပုံတင်ထားရဗျာကစားမရဲ့ Chelsea အတင်းရဲ့ Lucien ထဲမှာတော့သူတို့ထည့်သွင်းထားတာကိုတော့ကျွန်တော်တွေ့ရတယ်ဆိုတော့အခု Modric ကဒီလာမဲ့အပတ်မှာကျွန်တော်တို့ဒီ Australia နိုင်ငံမှာပဲသူက Chelsea အတင်းနဲ့တွားရောက်ပြီးမှပူးပေါင်းမယ်အဲ့ဒီမှာက Modric အတွက်အရေးကြီးဆုံးအပိုင်းဗျအရေးကြီးဆုံးအပိုင်းဘာတွေအရေးကြီးလဲဆိုလို့ရှင်တော့လာမယ့်ရာသီမှာ Modric ကကျွန်တော်တို့ Chelsea အတင်းမှာစိတ်ရှိနေမှာလားဒါမှမဟုတ်အငှားထွက်ရမှာလားဆိုတဲ့အရာပါပဲကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားမိတယ်ဒီလက်ရှိချိန်မှာတော့ Chelsea အဖက်ကတော့ဘာမှပြောထားတာတော့မရှိဘူးသူ့ကိုလာမယ့်ရာသီကြားလို့ရှင်အငှားချမယ်ဘာညာဆိုပြီးမှပြောထားတာတော့မရှိဘူးဒါပေမဲ့အရေးကြီးဆုံးအပိုင်းကဘာလဲဆိုလို့ရှင်တော့လက်ရှိ Chelsea အတင်းကတောင်ပန်တိုက်စစ်ကစားသမားတွေတော်တော်လေးကိုများတယ်ဘဲဘက်အချမ်းမှာဆိုလို့ရှင်တော့ကျွန်တော်တို့ဒီကစ်တန်ရှိမယ်ဗျာကစ်တန်ရှိမယ်နက်တိုးလည်းအဖက်မှာကစားနိုင်လို့ကွန်ဒါလည်းအဖက်မှာလည်းကစားနိုင်တယ်စဖြစ်ပေါ့နော်သူ့ရဲ့နေရာကိုပြိုင်ဆိုင်မဲ့လူကတော်တော်လေးကိုများတယ်ဒါကြောင့်မို့ Modric အနေနဲ့လာမယ့်ရာတီကြောက်ရှင် Chelsea အတင်းမှာပါဝင်ခွင့်ရဖို့အသင်းကြီးမှာကစားခွင့်ရဖို့ဆိုလို့ရှင်တော့အခုဒီ Australia Keys နဲ့ Asian Keys ကသူ့အတွက်တော်တော်လေးကိုအရေးကြီးတယ်အဲ့ဒီမှာသူခြေစွမ်းပြနိုင်မှတာနဲ့လာမယ့်ရာတီကြောက်ရှင် Xavi Alonso ရဲ့ဒီ Lucien ထဲမှာသူကပါဝင်ခွင့်ရရှိမှာဟုတ်တယ်ဆိုတော့လက်ရှိချိန်မှာ Xavi Alonso ကသူ့ကိုအသင်းရဲ့ Lucien ထဲမှာထည့်သွင်းထားတာတော့မရှိသေးဘူးဆိုတော့ Xavi Alonso အနေနဲ့ကျွန်တော်တို့ဒီ Modric နဲ့ပတ်သက်ပြီးမှသူအကဲဖြတ်မဲ့အရာလေးတွေရှိတယ်အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီမျက်နှုံးတွေရဲ့ပြီးလို့ရှိရင်ကျွန်တော်အဆုံးသက်တဲ့ပိုင်ဘောလုံးမရှိတဲ့ချိန်မှာသူဘလိုတွေလှုပ်ရှားနိုင်တယ်စဖြစ်အဲ့ဒီအရာတွေကိုကြည့်မယ်ပြီးလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်ကြန့်ခိုင်မှုအပိုင်းနဲ့ကျွန်တော်ဒီနီးပြူဟာကိုဘယ်လောက်ထိမှနားလည်နိုင်စွမ်းရှိတယ်ဆိုတဲ့အရာကိုနီးပြ Xavi Alonso ကအကဲဖြတ်သွားမယ်အဲ့ဒီမှာသူစာမင်းပွဲအောင်ပြီဆိုလို့ရှင်တော့လာမယ့်ရာတီကြလို့ရှင်ကျွန်တော် Chelsea အတင်းအတိုက်စစ်ကဝါရှယ်ပြုံးနေနဲ့တော်တော်လေးကိုကျွန်တော်တို့အရင်တုန်းကပြောခဲ့တဲ့အတိုင်းလက်စစ်တိုက်စစ်ဆိုတဲ့အတိုင်းပဲကျွန်တော်ပြန်လဲမြင်တွေ့ရလာနိုင်ခြေရှိတယ်။ဘာကြောင့်လဲဆိုလို့ရှင်ကျွန်တော် Chelsea အတင်းမှာစိတ်လှုပ်ရှားစရာကောင်းတဲ့တိုက်စစ်ကစားသမားတွေအများကြီးလက်ရှိချိန်မှာဆိုရှင် Morgan Roger လည်းရောက်လာပြီ။ Modric ကလည်းပြန်ပါလာအောင်မယ်ပြီးလို့ရှင်ကျွန်တော် Estivo, Cole Palmer, João Pedroအများကြီးပဲဗျာပြောမှဆိုရှင်စိတ်လို့ရှားစရာတွေအများကြီးဒါကြောင့်မို့ Chelsea အသင်းရဲ့ယာတီတိုခြေစမ်းပွဲစဉ်တွေမှာ Modric အနေနဲ့တခုခုလောက်ပြနိုင်ဖို့အတွက်ကျွန်တော်မျှော်လင့်တယ်အဓိကကတော့ကျွန်တော်ဒီ Xavi Alonso ရဲ့ဒီကစားကွက်မှာအရေးကြီးတဲ့အပိုင်းဖြစ်တဲ့ကျွန်တော် pressing ပေးတဲ့အပိုင်းတွေပေါ့နော်အဲ့ဒီအပိုင်းတွေမှာသူဘလောက်ထိမှကစားကွက်ထဲမှာထိရောက်ပါဝင်ပတ်သက်နိုင်လဲဆိုတဲ့အရာကိုကျွန်တော်တစ်ချက်ကြည့်ရမယ်အဲ့ဒါကိုအကောင်းဆုံးလုပ်ပြနိုင်တယ်ဆိုလို့ကျွန်တော် 100% သူကဆမ်မင်းပွဲအောင်ပြီလို့ပဲကျွန်တော်ပြောလို့ရတယ်ဆမ်ပွဲအောင်သွားလို့ရှင်တော့လာမယ့်ရာဒီကြားလို့ရှင်ကျွန်တော် Chelsea အတင်းရဲ့ Lucien ထဲမှာသူပါဝင်ခွင့်ရမယ်ဆိုတော့မကြခင်မှာဒီရာဒီချိုခြေစမ်းပွဲမှာ Modric အနေနဲ့အကောင်းဆုံးလုပ်နိုင်မလားဆိုတော့ကျွန်တော်ရင်ကုန်စွာစောင့်မျှော်နေအားလုံးကျွန်တော်လောက်နိုင်ပဲဆုံးတက်ပြီးချင်တယ်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်